မူဝယ်ပြီးတဲ့ iPad ဦးငါအကြောင်းဒီကောင်ဒီလိုကနေတစ်တော်မှာတည်အောင် Mark the location ခေါ်ဝယ်ပြီးတဲ့ iPad တွေပဲတော့ဒီ iPad ကိုတေးဟောင်းစီတာပေါ့င်းစီတယ်လုံးတေးရတော့အဲ့ဒီလိုလက်တရ iPad ကမင်းတို့ကောင်တို့လက်ထဲမှာပေါ်လာတဲ့နေကြငါကြည့်လာပဲဒီလိုရတာမလို့အလုံးမာတာလိုက်လာအားချောင်းနေတော့ဝယ်ပြအောင်မင်းတို့မစောက်ပြမရှိရအောင်မဟုတ်ဘူးကွာမင်းသိလိုက်ရအောင်အဲ့ရအောက်တန်တို့မင်းဖုံးပြင်လိုက်မင်းလို့ရဲ့လိုက်လာအားချောင်းနေဟေးဘီဝါရဲကောင်နေလဲအလုံးမလကားရရဲ့ wifi နဲ့ဟလားဟမ်အာပတ်ချင်တောက်ယူမလုံးနဲ့အလားစစောက်ကြောင်းအောင်ပြင်မလို့ကောင်းမပြောရတယ်တော့အာဆောင်နေအောင်ပြောကြိုက်သေးပဲအာလာချောင်းနဲ့လိုက်လာပြီအဲ့ဒါမနာလို့ရတယ်ညီလေးအဲ့ရမနာလို့ရလားလို့မင်းစောက်စင်းနဲ့ဘာလို့မကွာလိုက်မလိုက်မဟောင်းရမ်းပါနဲ့မြို့ကောင်တို့ညင်ကမြို့ကောင်ကွာတော်ဆိုးရကောင်နောက်တော့3နေရသွားပြီခါဒါလည်းအပိုင်ရပြီဒါလည်းအပိုင်ရပြီဟိုဘက်ဆင်းသွားမင်းစောက်စင်းနဲ့ငါအဲ့နောက်တော့စင်3နေတော့အပိုင်ရတော့ပြီအောင်ကိုဘကကိုမသိဘူးငါတော့မသူများလိုက်လာပြီးအာရှောင်းအဲ့ကောင်ဘဝမှာလမ်းပြောင်းနေကောင်နေရောက်နင်းလိုက်ကိုမှတ်ပြီးလာလမ်းချောင်းတောင်းမိကဖင်ချေကြီးခံလိုက်တောင်းမိကဖင်ချေကြီးခံလိုက်ရှင်းလားဘောလမ်းပြောင်းတမီးဝယ်ပြတဲ့ဘောမှာလမ်းပြောင်းနေဘောမှာလမ်းပြောင်းပြီးနင်းလိုက်ကိုမှတ်ပြီးမှဒီမှာရမှာတို့ကောင်တို့ရဲ့တော့ရည်ဖြစ်နေတာမဖြစ်နေတာမင်းငါရဲ့ဗီဒီယိုကြည့်မှမင်းတဲ့လားမင်းငါလိုက်အားချောင်းလို့ရတဲ့လားသမူဝယ်ပြီးတဲ့ iPad ဦးငါအကြောင်းဒီကောင်ဒီလိုကနေတစ်တော်မှာတည်အောင် Mark the location ခေါ်ဝယ်ပြီးတဲ့ iPad တွေပဲတော့ဒီ iPad ကိုဒီကွာငါပြောလို့ပဲ idea ရဲ့ဒီကောင်လေးဘဝကိုလမ်းမရောက်နေတော့လမ်းမပဲအေးစီရောက်တာအဲကြောင့်အရေးချင်းနဲ့ဝင်နိုင်တဲ့တနေ့ကျရင်ငါကောမှပြန်လာခဲ့တိလားငါတို့တို့ရေးချင်းနဲ့ဝင်နိုင်တဲ့နေ့ကျရင်ငါရဲ့တိုက်ကိုပြန်လာခဲ့နောက်ကြောင့်ငါတို့ကကာရက်နေအားတိအောင်ပြေးကောင်အားလက်ချောင်းနေပါရဲ့ကြီးရွေးအောင်တောရရအောင်အောင်ရရမင်းမေကိုပလာတိုင်းလေးလက်ဆောင်ပေးလိုက်ပြီးလို့ဖရားကြော်လာတယ်ငါဖုတ်ဆိုတာငါပဲပြန်လိုက်ရဲ့အားချောင်းရဲ့လောက်ကဒီတိုင်းလုပ်တဲ့ကိုယ့်ကိုရေးချင်းကြည့်အောင်လည်းအရင်ဆုံးရင်တော့မလုံးနဲ့ကြောင်မှသွားငိုနေလို့ငါလေးကျောင်းဝင်တော့ငိုနေလို့ငိုလည်းမတက်နိုင်ဘူးပဲပေးငိုလိုက်ဒီမှာအဲ့ကောင်တက်သိနေပါတယ်ပေါ့ဒီကြီးနေကြတော့